နှစ်လောက်တော့ Fina YouTube channel စပြီး run ဖို့စဉ်းစားခဲ့တယ်ဒါပေမဲ့ Fina sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာတွေကိုမျှဝေပေးနိုင်လောက်တဲ့ဒီ Fina စီမှာကအတွေ့အကြုံအလောက်မရှိသေးတော့မစပြခဲ့ဘူးဒါပေမဲ့ဒီနှစ်2025မှာတော့ Fina I am so ready to dive into this new chapter အားလုံးပဲမင်္ဂလာပါ Fina ဖြစ်ပါတယ် Fina ကတော့အခုလက်ရှိစိတ်တက္ကသိုလ်နှစ်မှာဆေးပညာသင်ကြားနေတဲ့ Year 3 Medical Student တူဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ Fina ဒီ YouTube channel ကိုစပြီးတော့ create လုပ်ဖို့ဘယ်လို idea ရသွားတယ်ပြီးရင်ဒီ YouTube channel မှာအများအကျိုးဖြစ်စေမဲ့ဘယ်လို content မျိုးတွေကိုဆက်ပြီးတော့ဖန်တီးပေးသွားမလဲဆိုတာကိုပြပြပေးခြင်းပါတယ်တကယ်တော့ Fina က inspire ဖြစ်သွားတာ YouTube မှာဆိုရင် Fina အမြဲတမ်းပြနေကြ YouTuber လေးရှိတယ်သူတို့က UK Medical Students တွေပေါ့ဒါပေမဲ့အခုဆိုရင်သူတို့အတီးတီပွဲတွေရလို့ဆရာဝန်ကြီးတောင်ဖြစ်ကုန်ပြီသူတို့ဆိုရင်လည်းဒီ first year medical student life တွေကနေပြီးတော့ vlog လေးတွေဖန်တီးလာတာအခုဆိုရင်6နှစ်9နှစ်လောက်ရှိသွားပြီကွာသူတို့ရဲ့ YouTube channel တက်တာလေအရင် inspiring ဖြစ်တယ် Fina ဆိုရင်သူတို့ video ကြည့်ပြီးတိုင်းမှာလေစ조사ခြင်းစိတ်တစ်ခုမှနှစ်ခုကြိုင်ခဲ့တယ်ကွာအဲ့တော့ကိုရန်ကလည်းအဲ့လိုမျိုး video တွေကိုဖန်တီးပြီးတော့ကို video ကြည့်လိုက်တဲ့သူတိုင်း video ကြည့်ပြီးသွားတဲ့အခါမှာစ조사ခြင်းစိတ်ဒါမှမဟုတ် positive vibe လေးတစ်ခုရသွားရင်တော့မှကြည့်နေတယ်ကွာအဲ့ဒါကြောင့်မလို့ဒီ channel ကို create လုပ်ဖို့ idea ရလာတာကဲဒါဆိုရင် Fina ရဲ့ YouTube channel မှာဘယ်လိုမျိုး content တွေကိုဖန်တီးသွားမှာလဲဆိုတော့ Fina ကအပိုင်း9ပိုင်းခွဲပြီးပြပြပေးပါမယ်နံပါတ်1 medicine ဆေးပညာနဲ့ပတ်သက်တာကိုမျှပေးမှာဖြစ်ပါတယ်ဆိုတော့ဒီ channel ကိုအဓိက subscribe လုပ်ထားတဲ့သူတွေကတော့လက်ရှိစေးကြောင်းတက်နေတဲ့ Fina ရဲ့ junior မောင်လေးတွေညီမလေးတွေပေါ့နော်ဘာလို့လဲဆိုတော့ဒီ channel မှာ Fina အများအားဖြင့်ဒီစေးကြောင်းမှာစဘလို့လေ့လာတဲ့ stress မများဘဲနဲ့ university life ကိုဘယ်လိုကြော်ဖြတ်ရမလဲ exam life ကိုဘယ်လိုကြော်ဖြတ်ရမလဲပြီးရင်စာတွေကိုရေရှည်မှတ်မိသွားအောင်လို့ဘယ်လိုလေ့လာမလဲဆိုတဲ့ study tips တွေအများကြီးကိုမျှဝေပေးမှာမလို့ပါနံပါတ်2 health education ဒါကတော့ဒီစေပညာလောကနဲ့မသက်ဆိုင်တဲ့အပြင်ကသူတွေပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လေ့လာချင်တာလေးတွေရှိရင် Fina channel မှာလာပြီးတော့လေ့လာလို့ရပါတယ်ဘာလို့လဲဆိုတော့အခြေခံသိထားတဲ့ကျန်းမာရေးဘူးတူတာတွေကို Fina ကနားလည်အောင်အလွယ်ဆုံးရှင်းပြတာပြမှာမို့လို့ပါနံပါတ်3 productivity ဆိုတာကြတော့စ조사ခြင်းတဲ့စိတ်ပြီးရင်အောင်မြင်ခြင်းတဲ့စိတ်အဲ့လိုမျိုး vibe လေးတွေရအောင်လဲ Fina content လေးဖန်တီးပေးသွားမှာဖြစ်ပါတယ်နံပါတ်4 language sharing Fina ကိုရိုင်းကဒီ vlog by Fina ဆိုတဲ့ Facebook page မှာအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ content တွေကို sharing လုပ်ပေးနေတယ်အင်္ဂလိပ်စာလည်းသင်ပေးနေတယ် English language trainer ဆရာမတူဆိုလည်းမမှားဘူးပေါ့နော်အဲ့တော့အင်္ဂလိပ်စာကို Fina ကအရန် passion ရှိတယ်အရန်လေးဝါသနာပါတယ်စကားပြောတာလည်းအရန်သဘောကျတယ်ဆိုတဲ့အတွက်ကြောင့် Fina ရဲ့ဒီ YouTube channel မှာအင်္ဂလိပ်စာလေ့လာနဲ့ပတ်သက်တာလေးတွေကိုလည်းဆက်ပြီးတော့မျှဝေပေးအောင်မှာဖြစ်ပါတယ်ရှင်နောက်ဆုံးတစ်ချက်နံပါတ်5လူတွေတိတ်စိတ်ဝင်စားကြတယ် Fina ရဲ့ lifestyle sharing ပေါ့နော် Fina ဒီနေ့တောင်မှဘာတွေလုပ်လဲစဘလို့ကြက်လဲစသဖြင့် Fina ရဲ့ဒီကိုပိုင် personal life နဲ့ပတ်သက်တာလေးတွေကိုလည်းအနေအချင်း vlog လေးရိုက်ပေးသွားမှာဖြစ်ပါတယ်ရှင်အမှန်တရားပြောမယ်ဆိုရင်Fina စီးကြောင်းကိုရောက်လာတော့ကကြောင်းတက်လိုက်တာပဲရှိတယ်ဆရာမတွေအတန်းနဲ့ဝင်လာတယ်တနေ့ကိုစာတွေအများကြီးတင်သွားတယ်အဲ့တော့ဘယ်ကနေဘယ်လိုစာကြည့်ရမယ်မှလည်းမသိဘူးစိတ်တက်တွေကြားတယ်ဘယ်သူမေးလို့မေးရမယ်မှလည်းမသိဘူးဘာလို့လဲဆိုတော့အကုန်လုံးနှိပါကိုနဲ့ဘဝတူတွေပဲဖြစ်နေတာကွာအဓိက first year လေးပေါ့နော်အဲ့တော့ Fina first year တော့ဆို panic အရန်ဖြစ်ခဲ့တာစေးကြောင်အောင်မမလားပေါ့နော်အဲ့လိုအတွေ့မျိုးဝင်ခဲ့တာမျိုးတော့ဖြစ်ဘူးတယ်အဲ့တော့အခုမှစေးကြောင်စပြီးဝင်လာတဲ့ Fina ရဲ့မောင်လေးညီမလေးတွေကိုလည်း Fina လိုမျိုးမဖြစ်ရအောင်လို့ Fina ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအဲ့ဒီအခက်အခဲတွေကိုဘယ်လိုရေဆိုင်ဖြေရှင်းခဲ့တာလဲဆိုတဲ့နည်းလမ်းတွေကိုမျှဝေပေးဖို့အတွက်ဒီ channel လေးကိုအဓိက create လုပ်လိုက်ခြင်းဖြစ်ပါတယ်ရှင်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ intro မို့လို့ပါနောက်ဆက်ဗီဒီယိုတွေမှာအားလုံးနဲ့ထပ်ပြီးတွေ့ကြပါမယ်တကယ်လို့ Fina ဆက်ပြီး creation လုပ်သွားမယ့် content လေးတွေကိုစိတ်ဝင်စားနေဆိုရင်ဒီ channel လေးကို like and subscribe လုပ်သွားဖို့လည်းမမေ့ကြနဲ့အောင်နော်ဆိုတော့ I hope you have a wonderful rest of your day and I'm going to see you in my next video bye bye